ချက်ဘလို့မှားဖို့လားဘာလဲကို့ပြင်ချင်းနောက်တစ်ယောက်ရှိနေရတာ အချစ်ရလေကွာဖုန်းလိန်တင်ထားပါဆိုတင်မထားဘူးအကောင်အာယုံလာနောက်ပြန်ပြီ ဟာဟိုဖြိုးလေးကောင်မလေးပဲဘင်းနာအရေးရှင်ရှင်တဲ့ကောင်လေးကဘယ်သူလဲမသိဘူးကြောင်လိုက်တော့ချိန်ကြီးတို့စက်သေးမှမကြီးစားဘူးအချိန်ရှိနေပြီ ဟာချစ်ရောက်နေတာကြာပြီလား ဩရောက်လာသေးရဲ့နော်ဘယ်ချိန်ရှိနေပြီလဲ ဟုတ်တယ်ချစ်ကိုနောက်မှဆိုင်ကဘိန်းပေါက်လို့တော်ကြာသွားတာ ပြောလိုက်ရင်စင်ကြီးစင်လက်တွေကြီးပြောချင်း 6တော့ရောက်နေဘယ်ရောက်နေလဲ လာမပြောနဲ့မသိဘူးသွားအမြဲတမ်းချိန်တဲ့နေရဆိုလို့ရှိရင်ကိုကအမြဲတမ်းနောက်ကြတယ်ချစ်ပဲအရင်ရောက်နေ ချစ်စိတ်မကောက်ပါနဲ့ကွာနောက်ကကိုဒီရဲ့ဆောင်လာခဲ့မယ်နော် ပြီးရောအဲ့ဆိုလို့စိတ်မကောက်စေချင်လို့ရှိရင်မုတ်လိုက်ဝယ်ကြည့်ရမှာ ကျွေးမယ်ကျွေးမယ် ပြီးတော့ နော် အော်ကိုခဏလေးဖုန်းလာနေနော်ခဏ သူဖုန်းလာတာလေ အော်ကိုပြို့လေ ဟာချစ်ရလေကွာဖုန်းလိန်တင်ထားပါဆိုတင်မထားဘူးအကောင်အာယုံလာနောက်ပြန်ပြီ ဟုတ်တယ်ချစ်လက်ဖုန်းထားခင်မလို့မိပါခဏလေးနော်ကင်လိုက်အောင်ဟယ်လို ဟယ်လိုချက်ကြားလား ကြားတယ် အော်ဗျာမကိုဖျားရောက်နေပြီလေချက်ပဲနားပါလေ ဘယ်ဖះလဲကို ဘယ်ဖျားမလို့လိချောင်းဖျားလေချက်ပဲကိုဒီနေ့လာခဲ့ဆိုအခုကချစ်ချင်းထားတဲ့အချိန်ကိုမတိုင်ခဲ့ကိုက2နိုင်တော့မထိုးသေးကိုကရောက်နေပြီချက်တဲ့ဆောင်းလာခဲ့တာလေ ကိုချစ်မင်းညာကိုနဲ့သူနဲ့စာမပို့လိုက်ပြီခုသူလိချောင်းဖះရောက်နေတယ်ဘယ် ဘ လို ယ်လိုလုပ်မလဲ အဲ့ဆိုခဏလေးနော်ပြန်ပြောလောက်ဟာကိုလိချောင်းဖះချစ်မင်းညာစာပို့လိုက်တာလားကို ဟာချက်မနှောင်းနဲ့လေချက်မချက်ပဲကိုညာစာပို့ထားလို့ကိုကူပဲလာခဲ့တာလေ ဟုတ်လားကိုခဏလေးအော်ကိုရဲ့မင်းညာချစ်အဲ့ချစ်မူတူနဲ့စာမပို့လိုက်တာ မှားဖို့လားချက်ဘလို့မှားဖို့လားဘာလဲကို့ပြင်ချင်းနောက်တစ်ယောက်ရှိနေရတာအဲ့လိုလည်းမဟုတ်ဘူးလေချက်ချက်ကိုမယုံတာမဟုတ်ပါဘူးချက်ကမှားဖို့တယ်ဆိုတော့ဘလို့မှားဖို့တာလဲကိုပြောတာကိုကဟင်းတနနေဒီကိုလာတာ2နိုင်လောက်ဆိုင်ကမောင်းလာတာချက်မရောက်ခင်ကိုကအရင်ရောက်အောင်လို့ကိုဥအောင်လာခဲ့တာနော်ချက်ဘယ်လိုလုပ်မှာကိုက อืม ချက်ကဒီဖျားနေကိုချက်ကနေပါတယ်ကိုကချက်ကိုတွေးကျင်လုံးလို့ချက်လုံးလို့ကိုကဝေးရလာတာဖြစ်နေချက်ရခဏလောက်ထွက်ခဲ့ပါလားခဏလောက်တော့ချက်မအားဘူးဆိုရင်တော့ကိုခဏလောက်တွေ့ပြီးပြန်ပါ ဟုတ်တယ်ကိုရဲ့ဒီနေ့တော့ချစ်မအားသေးဘူးနောက်နေ့မှတွေ့မယ်နော် အဲ့မှာချက်မအားဘူးလို့ရှိရင်ကိုပြန်ပါမယ်ကိုကချက်ချင်းနေပြီးတော့ကိုကမလည်းတွေးရပြီဆိုပြီးမျောလင့်ထားတာချစ်များလေးနေလို့ရှိရင်ကိုရဲ့မောလာတဲ့မောလေးပြေတော့မယ်ဆိုရအတူတူနဲ့လာရတာကွာအဝေးကြီးတယ် အော်ကိုရဲ့ခုမတွေ့ရတော့နောက်တစ်ပတ်ကျတွေ့ရတာပေါ့နော်ကိုအမောပြန်အောင်ချစ်အဘွားပေးမယ်နော်အဘွား အဲ့မှာချက်မအားဘူးလို့ရှိရင်ကိုပြန်လိုက်မယ်နော်ဟုတ်ပြီချက်အော်ကိုရောက်မှဖုန်းပြန်စားလိုက်မယ်နော်ချက်အပဒုက္ခပြန်မောမဝေးပါမယ် ချစ်ရလေကွာဖုန်းလိန်တင်ထားတာမဟုတ်ဘူး အော် ကို ကို ကောင်နဲ့တွေ့ရင်ပြဿနာတက်အောင်မယ် ဟုတ်ပါရဲ့ချစ်ထားခဲ့မလို့အစားအဲ့ message ပေါက်တွေကဘလို့သူစီမပို့လိုက်မှမသိဘူးအဲ့လိုဖြစ်နေကဲထားလိုက်ပါဒါတော့မယ် တော့မယ်ဟုတ်တယ် ဟုတ်တယ်ငါကြောဖုန်းဆက်လိုက်ပါဦးမအော်ရတဲ့ငါချင်းနင်ငါ့ကိုပြောက်လို့လိုက်ရှာနေမှာဆိုလို့ငါဖះရှိရအေးဆိုင်မှာထားရင်ရသလားအေးငါ့ကိုပြောက်မှာဆိုနင်တို့လှမ်းပြောတာအေးပါအေးချစ်အေးဆိုင်သွားကြမယ်လေဖျားပေါ်မှာနေနေပူတယ် ဟုတ်သွားမယ်လေ သွားမယ် ဟာကို ဟာချစ်ဘာဖြစ်တာလဲ ဟိုမဲဟိုခုံမှာထိုင်နေတဲ့တယောက်တွေ့လား တွေ့တယ်လေ ဟာဟိုဖြိုးလေးကောင်မလေးပဲဘင်းနာအရေးရှင်ရှင်တဲ့ကောင်လေးကဘယ်သူလဲမသိဘူး အမှန်ဟိုကောင်တငယ်ချင်းလေးကိုရဲ့ ဒီကောင်တင်ငယ်ချင်းလေ ဖြိုးလေးလည်းမဟုတ်ပါဘူးဒါမှဖြိုးလေးနဲ့ပြတ်သွားရလားသူညခိုးတွဲနေရလား ဟာကိုဖြိုးတငယ်ချင်းလေးကိုရဲ့ ဟာကိုပြောတင်ငယ်ချင်းဟုတ်လား ငါမြင်တာမမားပါဘူးငါဖြိုးလေးကိုတေချောင်ဖုံးဆက်မေးကြည့်အောင်ပါလား ချစ်အသွားလေးရမှာပြဿနာတွေပဲကောင်းမကိုအေးစေးကိုမတွေ့ရအောင်ဘယ်လိုလုပ်ကြမလဲ ဘယ်လိုလုပ်ရမလဲကိုဟိုမှာအေးတာတခြားဆိုင်ပြောင်းခဲ့မယ်လာချစ်တို့တွေ့သွားပြဿနာတက်လိုက်မယ် ဒါသူတို့ငါ့ကိုမြင်လို့နောက်ပြန်လှည့်သွားနေမှာ
အားရကလေးအေးစေးကိုမတွေ့အောင်အနောက်ချက်တွေဆိုတာများလိုက်တာဆိုပတ်ရှောင်းနေ ဖြစ်တော့ပါဘူးချစ်ကခုကဒီမကုန်နဲ့ဆက် ဘာလောက်တာလဲကွာရ မင်းဘာလို့လုပ်တာရော ရှင်မင်းမင်းပြောတော့ဖះမှာတွေးဖို့ချိန်တာငါ့ကိုစာမပြီးပို့တာပါဆိုနော်ညအခုတော့အခြားတယောက်နေဒါဘာဖြစ်တာတော့ဘာဖြစ်တာပြောရမအောင်ငါ့ကို ချစ်တောင်းပန်ပါရဲ့ကိုချစ်သူပေးခဲ့တဲ့မေတ္တာတွေပေါ်မှာချစ်စိတ်ရိုင်မိခဲ့ပါတယ်သူပေးခဲ့တဲ့ချစ်စစ်တို့ချစ်လိုလားတယ်အဲ့အတွက်ကိုယ့်ပေါ်မှာသစ္စာဖောက်ခဲ့မိရဲ့ဆိုချစ်ကိုခင်းလုပ်ပေးပါ အမှားတော့မင်းနဲ့နှစ်ယောက်နီးစက်ဖို့အတွက်နေ့နေ့ညညမင်းအတွက်မအိတ်နိုင်မစားနိုင်မင်းနဲ့နှစ်ယောက်နီးစက်ဖို့အတွက်ဟိုမှာစူးစမ်းပြီးပတ်စံရှာရတာမင်းကတော့ငါ့ရဲ့ဖြူစင်တဲ့မြစ်တာတွေကိုစော်ကားပြီးငါနောက်ကွယ်မှာဖောက်ပြန်ခြင်းတိုင်းဖောက်ပြန်ตายရခြင်းတိုင်းตายရပြီးမှဟိုတောင်းမှန်ပါရဲ့ဆိုတဲ့စကားကိုမပြောနဲ့မင်းနဲ့မတန့်ဘူးကွာ ချစ်ထပ်ပြီးတော့တောင်းပန်ပါရဲ့ကိုချစ်ကိုချစ်ပေးခဲ့တဲ့အချစ်တွေကိုချစ်မထီမမြင်ပြုခဲ့မိပါတယ်အဲ့အတွက်ကိုတောင်းပန်ပါရဲ့နော်ကိုချစ်တော်နဲ့ဘာမှမခံစားပါနဲ့ ဒီမှာမင်းငါကြောင်တီးဆုံးနော်မင်းကရာဇပလင်ကိုကိုရထိုင်ကျင်ပါတယ်လို့ပြောလိုက်တာနဲ့အဲ့ရာဇပလင်ကိုသိမ့်မိုက်မုံမဲ့အပေါင်းနဲ့မင်းရှိမှာခါစားမဲ့ကောင်မျိုးအဲ့လိုကောင်မျိုးရဲ့အချစ်ကိုမှမင်းမို့လို့ကွာမင်းမို့လို့စော်ကားရတယ်ဒီမှာငါဆိုတဲ့ကောင်ကအဘက်ကအသွားရှိပြီးအပြန်မရှိရဲ့ချစ်ချင်းမြတ်တာမျိုးအတွက်မခံစားတတ်ဘူးခံတော့လည်းမင်းနဲ့မတန့်ဘူးကွာလူဆိုတာအသွားရှိမှပြန်ရှိတာရှင်းလား Give me